အားလုံးပဲမင်္ဂလာပါဟော်ရီချန်နယ်နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပြောပြပေးသွားခြင်းတဲ့ဇလန်လေးရောတဲဟုတ်ပြက်ထဲကတရေမဆိုတဲ့ဇလန်လေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဇလန်စမှာတော့ဒါဟာမိုးရသည့်တုန်းကဖြစ်ခဲ့တာပါငါနဲ့ငါတငယ်ချင်းနှစ်ယောက်ဖြစ်တဲ့အောင်ကိုနဲ့ကျော်စင်တို့၃ယောက်ခွင်းရမှာပန်းဖြေဖို့တောအုပ်ဘက်ကိုထွက်လာခဲ့ကြပါတယ်ဟဲ့အောင်လေပစ္စည်းအကုန်ပါရဲ့လားစကန်ချဖို့တဲတွေမီးဖို့ထင်းချောက်တွေရောစားစရာတွေရောပါရဲ့လားပါပါတယ်ကွာမင်းကလည်းမေးစရာလားဒါနဲ့ညံလင်းမင်းဘာလို့ဒီလောက်တောင်တိတ်ဆိတ်နေရလဲ ဘာမှမဟုတ်ပါဘူးကွာစိတ်ထဲမှာတခုခုလွဲမနေတယ်လို့မျိုးထူးဆန်းတဲ့ခံစားချက်ကြီးဖြစ်နေလို့ပါဟာဘာမှမဖြစ်ပါဘူးကွာငါတို့ဒီလောက်လူဆုံနေတာ哦ခဏကြာမှာတော့ကျွန်တော်တို့ရဲ့ကြကားလေးဟာတောင်ကြားလမ်းအတိုင်းမောင်းနေရင်တောအုပ်အဝင်ဝါရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလမ်းဘေးမှာထိုင်နေတဲ့အဖိုးတယောက်ကအရှိကိုဆက်မသွားကြနဲ့တော့ကလေးတို့ရှေ့မှာအနေရရှိရဲ့ဘာအနေရလဲအဖိုးရဲ့ကျွန်တော်တို့ကတောကောင်တွေမကြောက်ပါဘူးလမ်းမပိတ်ပါနဲ့ဗျာအနေရဆိုတာ ဘယ်မှမဆိုရှိရပဲလေပစည်းကင်းကြုံတဲ့အခါအသိဉာဏ်တွေကင်းမဲ့သွားတတ်ကြတာတဘာဝပါပဲကွယ်အဖိုးကရေယွန်ကြံခဲ့ပါတယ်ကဲသွားရအောင်ဖိုးကြီးကဘာလျှောက်ပြောနေမှမသိဘူးမင်းအောင်ကိုအဖိုးကိုပြောတာကိုငါ့ကိုနားထောင်တယ်မဟုတ်လားမင်းကလည်းကွာလေတိုက်တာနဲ့တောကောင်တွေပဲရှိမှာပေါ့ငါတို့ကကားပါတာပဲဘာကြောက်စရာရှိလဲခဏအကြာမှာတော့တောအုပ်ထဲကကွင်းမြစ်ကျတစ်ခုစီရောက်ရှိသွားပါတယ်စကန်ချဖို့တဲရီထိုးလိုက်ကြပါတယ်အစာပိုင်းမှာတော့ပျော်ပါတီလုပ်နေကြတာပေါ့ဒါပေမဲ့ရုတ်တရက်ဆိုသလိုပတ်ဝန်းကျင်အနေထားပြောင်းလဲသွားခဲ့ပါတယ်။ပြင်းထန်တဲ့လေကြီးတွေတိုက်ခတ်လာပြီးပို့ထားရဲ့မီးပုံလည်းငြိမ်းသွားခဲ့တယ်။မိုးတွေတဲထန်စွာရွာသွန်းလာပြီးလေတိုက်လွန်းလို့ထိုးထားတဲ့တဲတွေပါလေထဲပါသွားတော့တယ်။ဘာလို့ရမယ်မသိတော့တာနဲ့ခြေကားထဲပြေးဝင်ထိုင်လိုက်ကြတယ်။မိုးကတင်မတက်ရွာနေတာ။ငါတို့ဘာမှမလုပ်ရင်ဒုက္ခရောက်တော့မယ်။ခိုနားစရာနေရာတစ်ခုရှာမှရမယ်။ဒီလိုမိုးထဲမှာအပြင်မှာနေရင်အနေရများတယ်။ဟုတ်တယ်။ညလည်းနဲ့နေခိုနားစရာနေရာရှာရအောင်။ဟိုးမှကြည်စမ်းတဲဟုတ်လေလုံးတွေ့အဲ့ဒီမှာငါတို့မိုးရီခိုးကြရအောင်ကားကိုတဲဟုတ်လီစီမောင်းသွားခဲ့ကြတယ်တဲဟုတ်အခြေရောက်တော့တကားကိုခောက်လိုက်ကြတယ်ဟယ်လိုလူမမရှိကြဘူးလားခင်ဗျာခဏမှသိပ်စိတ်သွားပြီးမိုးတန်လေတန်တွေပဲကြားနေရတယ်အဲ့ဒီအချိန်မှာတကားကြီးအလိုလိုပွင့်သွားခဲ့တယ်ညလင်းစိတ်တယ်မသိငါဖြစ်ပြီးဟဲ့အောင်လေတကားကြီးကဘာလို့အလိုလိုပွင့်သွားတာလဲအဲ့ဒီအချိန်မှာပဲတဲတဲကနေအလွန်လှပတဲ့အမျိုးသမီးတစ်ယောက်ထွက်လာခဲ့ပါတယ်သူမရဲ့အသားတွေကအမောင်လူထဲမှာတော့လင်းလန်းနေတယ်လို့ဖြူဖွေးလွန့်လွန့်နောင်နောင်အတန်လေးနဲ့ဘလူတွေပါလဲရှင်ပြင်မှာမိုးတွေအရန်ရွာနေတော့ပါဒီအနီးနားမှာနားစရာမရှိလို့ဒီတဲလေးကိုတွေ့ရနဲ့ကူညီပါအောင်ဆိုပြီးလာခဲ့တာပါဒုက္ခမပေးခြင်းလည်းအခြားနေရာသွားပါမယ်ရပါတယ်ဒီမှာခဏခုန်လာလို့ရပါတယ်ရှင်ဒါနဲ့ဒီအိမ်မှာညီမတစ်ယောက်ထဲလာရင်အဖေအကိုဒါမှမဟုတ်အမျိုးသားမရှိဘူးလားမင်္ဂလာမဆောင်ရသေးပါဘူးရှင်ကြံတဲ့သူတွေကလည်းခဏလေးပြောင်းလာကြတော့မှာပါအဖေကပြောဘူးလေတောထဲမှာလမ်းမလာတဲ့လူတွေကိုမထားခဲ့ရဘူးတဲ့မထားခဲ့ရဘူးဆိုတာဘာပြောတာလဲဟင်ဟောကူညီပေးရမယ်အထီးမကြံရအောင်ဆောက်ရှောက်ပေးရမယ်လို့ပြောတာပါရှင်ဒါဆိုလဲကျေးဇူးပါပဲမိုးဆဲအထိခဏနားပြစေအောင်ကိုနဲ့ကျော်စင်တို့ဟာဇဝေဇဝါမဖြစ်ပဲအိမ်ထဲပြေးဝင်ကြတယ်ညနေအပြင်ကနေကြည့်လိုက်တော့တဲအိမ်ထဲမှာခက်မက်မောင်နဲ့ရေနံစီမီးကွက်တစ်လုံးပဲလင်းနေတော့တွေ့ရဒါပေမဲ့အတွင်းထဲရောက်သွားတဲ့အခါအိမ်ထဲကတန်ရှင်းတက်ရနေပြီးမီးကွက်အလင်းကိုမြင့်လိုက်တဲ့အခါအရာရာစနစ်တကျရှိနေအောင်တွေးလိုက်ရတယ်ကဲအဆင်ပြေတဲ့နေရာမှာထိုင်ကြပါရှင်အစာအသောက်ခဏပြင်ဆင်ပေးပါမယ်အဲ့လိုမျိုးပြောပြီးအမျိုးသမီးကအတွင်းထဲနဲ့ဝင်သွားခဲ့ပါတယ်ငယ်လင်းစိတ်ထဲမလုံးမလဲဖြစ်လာပြီးဟဲ့အောင်လေငါတော့တခုခုဒူးဆက်နေလို့ပဲစိတ်ထဲမုန်းကျက်လိုက်တာကွာတောနဲ့ကြီးတဲ့မှာဒီလိုအလှပကြီးတစ်ယောက်တည်းရှိနေတာတဘောမှမကြောက်ငါတို့ထွက်သွားကြရအောင်အာမင်းကလည်းလကဘာဝရောက်နေရင်တော့အပြစ်ရှာနေတော့ပါပဲသူကစေတနာနဲ့ကူညီတာပါကွာအဲ့ဒီအချိန်မှာပဲအတွင်းခန်းထဲကနေတကြက်ကြက်နဲ့တခုခုဓမာကြီးနဲ့အတင်းခုတ်ထုနေတဲ့အတန်ဆိုးထွက်ပေါ်လာခဲ့ပါတယ်ဒါဘာတန်းလဲကျန်တဲ့သူတွေလည်းရုတ်တရက်စိတ်ထဲအလန့်တကြားဖြစ်သွားကြပါတယ်ခဏကြာမှတော့အမျိုးသမီးဟာစားစရာပကံတွေယူဆောင်လာပြီးသူတို့လက်ထဲပေးလိုက်ပါတယ်ဒါပေမဲ့အောင်းစရာကောင်းတာအဲ့ဒီပကံတွေထဲမှာသူတို့ကြိုက်နေတဲ့စားစရာတွေဖြစ်နေတာပါပဲအောင်ကိုအတွက်စိမ့်စားငပိနဲ့တို့စရာကြော်စင်အတွက်စက်သားစီပဲညံလင်းအတွက်သူ့အကြိုက်ဆုံးစားစရာပဲဟင်ငါတို့ဘာကြိုက်လဲဆိုတာ तू ဘယ်လိုလုပ်သိနေရလဲ9မိနစ်အတွင်းမှာရောဒါတွေဘယ်လိုချက်လိုက်တာလဲရေသွားယူပေးပါဦးမယ်ရှင်အဲ့လိုမျိုးပြောပြီးအမျိုးသမီးကထွက်သွားပါတယ်ညံလင်းကဟဲ့အောင်နဲ့မစားနဲ့အောင်အဲ့လိုမျိုးတားပြီးအောင်ကုန်းနဲ့ကြော်စင်တော့ငတ်ဘေးဆိုင်နေလို့အတင်းငုတ်စားနေကြပါတယ်ညံလင်းလဲငါအပြင်မှာခဏတီးသွားပေါက်လာအောင်မယ်
အဲ့လိုမျိုးပြောပြီးအပြင်ထွက်လာခဲ့ကြတယ်လမ်းမင်းတစ်ပင်နာမှာတီးပေါက်နေတော့တစုံတစ်ခုအနားမှာကပ်ပါလာလို့စိတ်ကန်းသတိထားမိလိုက်ပါတယ်ရုတ်တရက်အမောင်တူတဲကနေကလေးငယ်တယောက်ထွက်လာခဲ့တယ်မီးရောင်မင်းမင်းအောင်မှာသူ့မျက်နှာကိုတေချာမမြင်ရပါမယ်မာဆက်ဆက်မန်ဖီနီရဲ့အတန်ကြီးကိုကြားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲလျှက်စီးဝင်းလန့်သွားပြီးကလေးရဲ့မျက်နှာကိုတေချာမြင်လိုက်ရတာပေါ့နှစိုးရုပ်ကြီးနဲ့ရုပ်ဆိုးလာတဲ့မိစ္ဆာကလေးညံလင်းလန့်ပြီးနောက်ဆုတ်လိုက်စင်ပါပဲအနောက်ကလူကောင်းတစ်ခုနဲ့တိုက်မိပြီးလဲကျသွားမော်ကြည့်လိုက်တော့ရုပ်ဆိုးမဲနှက်ပြီးအေးဆက်ဆက်မျက်လုံးကြီးနဲ့မိစ္ဆာကြီးတကောင်ညံလင်းအသက်လူပြီးတဲရင်တွေကိုအသေးအံပြန်ဝင်ခဲ့တယ်တဲရင်တွေရောက်တဲ့အခါမှာတော့အရာရာဟာလုံးဝပြောင်းလဲသွားခဲ့ပါပြီတန်ရှင်းနေတဲ့အိမ်စားပုပ်ပွားဆူချတဲ့အနံ့ဆိုးကြီးတွေပိုတက်နေတဲ့နေရံတွေဖြစ်နေပြီးတင်ငယ်ချင်းနှစ်ယောက်ကတော့အိမ်ရှိမှာစားတော့လို့ကောင်းတော့ပကံထဲမှာစားစရာတွေမဟုတ်တော့ပဲတီးကောင်တွေဖားသေးတွေနဲ့ပုပ်ပွားနေတဲ့ပိုးကောင်တွေကိုအစိမ့်လိုက်ဝါမြူနေကြတာပါဟဲ့အောင်လေမင်းတို့ဘာတွေစားနေကြရလဲယူနေကြတာလားညံလင်းကပကံတွေကိုရိုက်ခွဲပစ်လိုက်တယ်အဲ့ဒီတော့မှအောင်ကိုနဲ့ကြော်စင်တို့သတိပြန်ဝင်လာပြီးအန်ထွက်ကုန်ကြတော့တာပဲအဲ့ဒီအချိန်မှာပဲအတွင်းထဲကနေပြီးတော့ခြောက်ကြားဝယ်ရဲတန်ကြီးထွက်ပေါ်လာခဲ့ပါတယ်အတွင်းထဲကိုလှည့်ကြည့်လိုက်တော့မြေပြင်ပေါ်မှာဒဲဦးကြီးလုံးနဲ့ရင်းနှီးဘူးတွေလူရိုးကောင်းတွေနန်းဆိုးရစ်ပလင်တွေကိုတွေးလိုက်ရတယ်အဲ့ဒီအမျိုးသမီးရဲ့ခန္ဓာကိုယ်ကြီးဟာရုတ်တရက်အိုးမေးရုပ်ဆိုးသွားပြီးအသားတွေမဲနှက်ကအရေးအကြောင်းတွေတွန်းခေါက်သွားတယ်။အော်ငါပြူစားချက်ပြတ်သွားပြီပေါ့ကိစ္စမရှိပါဘူး။မင်းတို့၃ယောက်ရဲ့လက်ဆက်တဲ့သွေးကိုတောက်ဖို့ငါအဖေနဲ့မောင်လေးကအပြင်မှာစောင့်နေကြတယ်။အဲ့ဒီအချိန်မှာပဲညံလင်းတီထားကြည့်လိုက်တော့အဲ့ဒီမိစ္ဆာမရဲ့ခြေဘွားနှစ်ဖက်စလုံးဟာအနောက်သို့ပြောင်းပြန်ဖြစ်နေရောတွေးလိုက်ရတယ်။ခြေဘွားပြောင်းပြန်တရေမှသူတို့စီကိုအသေးအံပြေးဝင်လာတာကြောင့်၃ယောက်စလုံးတဲပြင်ကိုအသက်လူပြေးသွားခဲ့ကြတယ်။ချစ်ကားတဲ့အမြန်ဝင်ထိုင်ပြီးဆက်နိုးပေမဲ့ကားကနိုးလာတော့အနောက်ကနေတဲမရဲ့အဖေကကားကိုအတင်ဆွဲပြီးခေါင်မိုးပေါ်မှာမိစ္ဆာကလေးကယူသွတ်စော်ခုံပေါက်နေတာပါ။ညံလင်းကပါးနှစွာနဲ့ကားကိုရုတ်တရက်ဂီယာနောက်ထိုးပြီးလီဘာကိုစောင့်ဆွဲလိုက်တဲ့အခါအနောက်ကမိစ္ဆာကြီးလဲကျသွားပြီးခေါင်မိုးပေါ်ကလေးပါပြုတ်ကျသွားခဲ့တယ်။အဲ့ဒီနောက်မိကုံရန်ကုန်ထွက်ပြေးခဲ့ကြတယ်။ဒါပေမဲ့ခဏကြာမှအောင်ကိုကဘေးမှန်ကနေလှမ်းကြည့်လိုက်တော့ညံလေးဟိုမှကြည်စမ်းတဲမလိုက်လာပြီ။ခြေဝါပြောင်းပြန်တဲမဟာအနောက်ကနေလေအတိုင်းမျောပြီးအချိန်အဟိုးနဲ့ကားနောက်ကိုလိုက်လာတာပါငါတို့ကတေးပြီးဒါငါတို့ရဲ့နောက်ဆုံးခီးပဲမတေးဘူးဟဲ့အောင်ကိုကားကောင်းရှိမှမြတ်စွာဘုရားပုံတော်ပါတယ်အဲ့ဒါကိုမြန်ထုတ်အောင်ကိုကဘုရားပုံတော်ကိုချက်ချင်းထုတ်ယူလိုက်ပြီးလိုက်လာတဲ့တဲမစီကိုထိုးပြလိုက်တယ်တပြိုင်နက်ထဲမှာပဲကားဆက်ပေါ်ကနေဘုရားစာပြိတ္တော်တန်များကိုအတန်ကုန်ဖွင့်လိုက်ပါတော့တယ်ဘုရားပုံတော်နဲ့ပြိတ္တန်ရိုက်ခဲလိုက်တာနဲ့တပြိုင်နက်တင်းမန်ပြလုံးတွေမိလုံကျွမ်းသွားပြီးအော်ဟစ်ကတောအုပ်တွေပြန်လည်ပြောက်ကွယ်သွားခဲ့ပါတော့တယ်ဇလန်းလေးရောဒီမှာပဲပြီးဆုံးသွားပါတယ်အစိုးရလိုက်ပါနာဆင်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်